ချင်းပြည်နယ်ဆိုတာကျမတို့နိုင်ငံမှာအစင်းရဲဆုံးပြည်နယ်ပါနော်အစင်းရဲဆုံးပြည်နယ်ဒါဟာဒီအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းတွေအရဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းပြည်လုံးအတွက်ဖြတ်မြခြင်းဆင်းရဲပွဲတည်မှုနှုန်းဟာ30ကျော်ပဲရှိပြီချင်းပြည်နယ်က80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့အစင်းရဲဆုံးပြည်နယ်ဖြစ်တယ်ဒါပေမဲ့ကျမအဲ့ဒီချင်းပြည်နယ်ကိုသွားတော့ဆိုလို့ရှိရင်တခါမှကျမအဲ့လောက်တောင်မှလက်ဆောင်တွေမရခဲ့ဘူးအင်မတန်မှဆင်းရဲတဲ့တင်းမြချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်တနေရာမှာကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လည်းတောင်းမှရွာမသိနိုင်ပါဘူးပေါ့နော်ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံရှိတခြားကိုခေါ်သွားလို့မရပါဘူးဆိုတော့တောင်းမှရွာတယ်အဲ့ဒါတည်းမကဘူးအဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စကတော့နေရာတော်တော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအင်မတန်မှခံစားရတယ်ဒါကျမတို့ရဲ့တကယ်မောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုယ့်ချင်းချင်းကိုတန်ဖိုးထားတတ်ကြပါအဲ့လိုတန်ဖိုးထားခြင်းရဲ့ပီတိကိုခံစားဘူးလို့ရှိလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ပါဘူးပတ်စံနေလည်းအများကြီးရမယ်အပိတ်ကြုံလည်းအများကြီးရမယ်ချင်းပြည်နယ်ဆိုတာကျမတို့နိုင်ငံမှာအစင်းရဲဆုံးပြည်နယ်ပါအစင်းရဲဆုံးပြည်နယ်ဒါဟာဒီအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းတွေအရဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းပြည်လုံးအတွက်ဖြတ်မြခြင်းဆင်းရဲမွဲတည်မှုနှုန်းဟာ30ကျော်ပဲရှိပြီချင်းပြည်နယ်က80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့အစင်းရဲဆုံးပြည်နယ်ဖြစ်တယ်ဒါပေမဲ့ကျမအဲ့ဒီချင်းပြည်နယ်ကိုသွားတော့ဆိုလို့ရှိရင်တခါမှကျမအဲ့လောက်တောင်မှလက်ဆောင်တွေမရခဲ့ဘူးအင်မတန်မှဆင်းရဲတဲ့တင်းမြချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်တနေရာမှာကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လည်းတောင်းမှရွာမသိနိုင်ပါဘူးပေါ့နော်ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံရှိတခြားကိုခေါ်သွားလို့မရပါဘူးဆိုတော့တောင်းမှရွာတယ်အဲ့ဒါတည်းမကဘူးအဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စကတော့နေရာတော်တော်များများမှာကလေးလေးတွေကိုခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအင်မတန်မှခံစားရတယ်ဒါကျမတို့ရဲ့တကယ်မောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုယ့်ချင်းချင်းကိုတန်ဖိုးထားတတ်ကြပါအဲ့လိုတန်ဖိုးထားခြင်းရဲ့ပီတိကိုခံစားမှုလို့ရှိလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ဘူးချင်းပြည်နယ်ဆိုတာဟာကျမတို့နိုင်ငံမှာအစင်းရဲဆုံးပြည်နယ်ပါနော်အစင်းရဲဆုံးပြည်နယ်ဒါဟာဒီအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းတွေအရဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းပြည်လုံးအတွက်ဖြတ်မြခြင်းဆင်းရဲမွဲတည်မှုနှုန်းဟာ30ကျော်ပဲရှိပြီချင်းပြည်နယ်က80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့အစင်းရဲဆုံးပြည်နယ်ဖြစ်တယ်ဒါပေမဲ့ကျမအဲ့ဒီချင်းပြည်နယ်ကိုသွားတော့ဆိုလို့ရှိရင်တခါမှကျမအဲ့လောက်တောင်မှလက်ဆောင်တွေမရခဲ့ဘူးအင်မတန်မှဆင်းရဲတဲ့တင်းမြချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်တနေရာမှာကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လည်းတောင်းမှရွာမသိနိုင်ပါဘူးပေါ့နော်ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံရှိတခြားကိုခေါ်သွားလို့မရပါဘူးဆိုတော့တောင်းမှရွာတယ်အဲ့ဒါတည်းမကဘူးအဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စနေရာတော်တော်များများမှာကလေးလေးတွေကိုခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအင်မတန်မှခံစားရတယ်ဒါကျမတို့ရဲ့တကယ်မောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုယ့်ချင်းချင်းကိုတန်ဖိုးထားတတ်ကြပါအဲ့လိုတန်ဖိုးထားခြင်းရဲ့ပီတိခံစားမှုလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာချင်းပြည်နယ်ဆိုတာဟာကျမတို့နိုင်ငံမှာအစင်းရဲဆုံးပြည်နယ်ပါနော်အစင်းရဲဆုံးပြည်နယ်ဒါဟာဒီအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းတွေအရဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းပြည်လုံးအတွက်ဖြတ်မြခြင်းဆင်းရဲမွဲတည်မှုနှုန်းဟာ30ကျော်ပဲရှိပြီချင်းပြည်နယ်က80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့အစင်းရဲဆုံးပြည်နယ်ဖြစ်တယ်ဒါပေမဲ့ကျမအဲ့ဒီချင်းပြည်နယ်ကိုသွားတော့ဆိုလို့ရှိရင်တခါမှကျမအဲ့လောက်တောင်မှလက်ဆောင်တွေမရခဲ့ဘူး
အမတားမဆင်းရဲတဲ့ချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်တနေရာမှာကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လည်းတောင်းမှရွာမသိနိုင်မှာဘူးပေါ့နော်ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံခေတခြားကိုခေါ်သားလို့မရပါဘူးဆိုပြီးတော့တောင်းမှရွာတယ်အဲ့ဒါတည်းမကဘူးအဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စကတော့မင်းရတော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအင်တာမခံစားရတယ်ဒါကျမတို့ရဲ့တကယ်မောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုယ်ချင်းချင်းကိုတန်ဖိုးထားကြပါအဲ့လိုတန်ဖိုးထားခြင်းရဲ့ပီတိကိုခံစားဘူးလို့ရှိလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ပါဘူးချင်းပြည်နယ်ဆိုတာကျမတို့နိုင်ငံမှာအဆင်းရဲဆုံးပြည်နယ်ပါနော်အဆင်းရဲဆုံးပြည်နယ်ဒါဟာဒီအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းတွေအရဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းပြည်လုံးအတွက်ဖြတ်မြခြင်းဆင်းရဲမွဲတေမှုနှုန်းဟာ30ကျော်ပဲရှိပြီချင်းပြည်နယ်က80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်ဒါပေမဲ့ကျမအဲ့ဒီချင်းပြည်နယ်ကိုသွားတော့ဆိုလို့ရှိရင်တခါမှကျမအဲ့လောက်တောင်မှလက်ဆောင်နေမရခဲ့ဘူးအမတားမဆင်းရဲတဲ့ချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်တနေရာမှာကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လည်းတောင်းမှရွာမသိနိုင်မှာဘူးပေါ့နော်ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံခေတခြားကိုခေါ်သားလို့မရပါဘူးဆိုပြီးတော့တောင်းမှရွာတယ်အဲ့ဒါတည်းမကဘူးအဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စကတော့မင်းရတော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအင်တာမခံစားရတယ်ဒါကျမတို့ရဲ့တကယ်